အိမ်မှာဧည့်သည်လာရင်လှုပ်ကြွေးလို့ကောင်းတဲ့ကြက်သားပေါင်းလိမ့်လုံနည်းလေးကိုမျှဝေပေးလိုက်ပါတယ်အရင်ဆုံးကြက်သားလေးတွေကိုဓာပြောင်းမြန်လန်ပြီးတော့ခုတ်ထားပေးလိုက်ပါမယ်ပြီးရင်တော့ဘန်ထဲကိုထည့်ပြီးတော့ပဲငက်ပြဲရဲ့အကြီး cooking wine QC ကြက်သားမုတ်ငရုတ်ကောင်းမုတ်နဲ့ဂျင်းကျက်သွန်မိတ်လေးထည့်ပြီးတော့နှံ့သွားအောင်နေထားပေးလိုက်ပါပြီးရင်တော့ကြက်သားလေးတွေကိုလိပ်ပေးပြီးခဲဘက်ထဲကိုထည့်ထားပေးပြီးတော့တေချာလေးလိပ်ထားပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့အိုးထဲမှာတစ်ခုချင်းစီထည့်ပေးပြီးတော့ရေလေးနှစ်ခွက်လောက်ထည့်ထားပေးလိုက်ပါပြီးရင်တော့ဂျင်းချစ်သွန်မိတ်နနက်ပွင့်ကရဝေးရွက်နဲ့ဟွာကြောက်စီလေးတွေကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့ပကံလုံးထဲမှာဆယ်ပေးပြီးတော့အေးခံထားပေးလိုက်ပါပြီးရင်တော့ခုနပူနေသေးတဲ့ဟင်းရည်လေးနဲ့ဆွန်းလောက်ကိုဆန်းပေးပြီးတော့အပေါ်ကနေအုပ်ထားပေးလိုက်ပါရသွားပြီဆိုရင်တော့ရေခဲတက်တာထဲမှာ2 နာရီလောက်ထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့ sauce လုပ်ဖို့အတွက်ကြက်သွန်ဖြူငရုတ်သီးအနီနဲ့နန်းလေးဖြူပေးပြီးတော့စီပူလေးလောင်းထားပေးလိုက်ပါမယ်နောက်ထပ်ကိုယ်တိုင်ချက်ထားတဲ့မာလာငရုတ်စီလေးနဲ့ဆွန်းလောက်ကိုထည့်ပေးပြီးပဲငက်ပြဲအကြည့်နဲ့ဗနီဂါထည့်ပေးပြီးတော့နှံသွားအောင်တေချာလေးမွေထားပေးလိုက်ပါမယ်နောက်ဆုံးအသားလေးတွေကိုလှီထားပေးပြီးသွားပြီဆိုရင်တော့အခုလိုမျိုးစားလို့ရန်ကောင်းတဲ့ကြက်သားပေါင်းလေးကိုရပါပြီနော်